ကျမရဲ့ဓမ္မမိတ်ဆွေတွေကျမရဲ့ဗီဒီယိုကလစ်ကိုရက်ကြည့်ပြီးတဲ့ကျမရဲ့ဓမ္မမိတ်ဆွေတွေကျမရဲ့အကောင့်ထဲမှာရှိတဲ့ follower တွေအတွက်ကျမက2026ခုနှစ်အတွက်စကားလက်ဆောင်လေးကိုအားလုံးကိုပေးချင်ပါတယ်ဒါကတော့ဘာသာရေးကိုလုပ်ပါဆိုတဲ့စကားလက်ဆောင်လေးပဲဖြစ်ပါတယ်ဘာသာရေးလုပ်ပြီဆိုလို့ရှိရင်ဘယ်ဘာသာမဆိုမိမိရဲ့ဘာသာကိုယုံကြည်တောင်းနေစွာလုပ်မယ်ဆိုရင်မိမိတို့မှာရှိတဲ့ဘလို့ခက်ခဲမဆိုဘယ်ဒုက္ခမဆိုကြီးရဲမှုဟာသိပြီးတော့သိတဲ့မှုဟာတကယ်ပပျောက်သွားပါတယ်ကျမရဲ့လက်တွေ့တကယ်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်မလို့ဘာသာရေးကိုဒီထက်မကပို့ပြီးတော့လုပ်စေချင်ပါတယ်ဒါနသီလဘာဝနာတရားတွေအတိတ်ထန်တွေကျင့်ကြံအားထုတ်မှုတွေကိုတိုးစေချင်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ကြုံတွေ့ရမယ့်တကယ်ကြီးမားတဲ့ခက်ခဲကြီးတွေဒုက္ခကြီးတွေဟာသိငယ်ပပျောက်သွားမယ်ဆိုတာကိုကျမက 100% အာမခံပါတယ်။ဘာကြောင့်လဲဆိုရင်ကျမကိုယ်တိုင်ဖြစ်ပျက်တစ်ခုဖြစ်သွားလို့ပဲဖြစ်ပါတယ်။နောက်ထပ်စကားလက်ဆောင်တစ်ခုကကျမတို့ဘဝမှာလောကရန်တွေကိုကြုံတွေ့ခဲ့ရမယ်။ပျော်ရွှင်တဲ့လောကရန်ဖြစ်စေစိတ်ဆင်းရဲခြင်းကြေကွဲခြင်းစတဲ့လောကရန်ပဲဘလို့ပဲကြုံတွေ့ကျမတို့ဟာယောနီတော်မနတိကာရဆိုတဲ့စကားလေးတိုင်းကြင်ကြံနေထိုင်မှုအတွက်ကိုလည်းကျမကစကားလက်ဆောင်ပါလိုက်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျမတို့ရဲ့ဘဝမှာနောက်ဆုံးကျမတို့ရဲ့နောက်ဆုံးနေ့တီကိုတရားနဲ့နေထိုင်မှုအတွက်ဖြစ်ပါတယ်။ဒါကတော့ကျမတို့တန်တရားအတွက်ကောင်းမှုအတွက်ဖြစ်ပါတယ်။ဒါကြောင့်မလို့2026ခုနှစ်မှာကျမရဲ့ဓမ္မမိတ်ဆွေတွေခြေရတဲ့ဓမ္မမိတ်ဆွေတွေအကုန်လုံးဒီဘာသာရေးတရားလုံးပဲယောနိတော်နဲ့ဒီကားနဲ့နေထိုင်မယ်တရားဓမ္မတွေနဲ့ကျမတို့ပြောမိမယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဘဝကြီးဟာတန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်မယ်ဆိုတာကိုအားလုံးကိုစကားလက်ဆောင်ပြောချင်ပါတယ်အဲ့တော့ကျမရဲ့တကယ်ဖြစ်ပျက်တဲ့တကယ်ကိုတွေ့ဖြစ်ပျက်တစ်ခုကျမသက်ပြီးပြပေးပါမယ်ကျမကဘာသာရေးကိုပေါ့နော်ငယ်စဉ်လေးကကျမလုပ်ခဲ့ပါတယ်ဘုရားရှိခိုးတာဝိပုလာပေါ့နော်ရုပ်ဖတ်တဲ့စေတာပဋိစိတ်တာဒါမျိုးလေးလုပ်တယ်အမေနဲ့တူကျမတရားဝင်နေပေါ့နော်တရားထိုင်နေဘာမှမသိရမယ်လေဒါလေးတွေကိုပေါ့နော်မိဘရဲ့လက်ဆင့်ကမ်းမှုကြောင့်ကျမပြုလုပ်ခဲ့ပါတယ်ဒါကတော့ကျမအခုဒီသက်ရွယ်ရောက်တဲ့ချိန်ထိပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကြားထဲမှာတော့ကျမဘာသာရေးနဲ့ပတ်သက်ပြီးတော့အနေငယ်အယောတင်းလေးတော့ရှိနေပါတယ်ပေါ့နော်ဒါပေမဲ့ကျမကပေါ့နော်အဆက်အနွယ်တစ်ခုနဲ့ပေါ့နော်ပတ်သက်ပြီးတော့ကျမရဲ့အသေးစိတ်တက်ကပေါ့နော်အတီထဲမှာအိမ်မက်တွေမက်တာတစ်ခုခုပေါ့နော်မဖြစ်ဘူးတဲ့အရာတွေကိုကြိုတင်ပြီးတော့မက်တာတွေကျမဒါရှိခဲ့ပါတယ်ဒါကတော့ပေါ့နော်ဒီလိုမျိုးအကြောင်းအရာလေးတွေကြောင့်တိတ်ကပထန်းဆက်တို့နောက်တစ်ခုကတိုက်တို့တက်တို့ပေါ့နော်ဒါမျိုးလေးတွေကြောင့်ကျမရဲ့ဒါမူရင်းပင်ကိုရအိမ်မက်မက်တာတို့ဘာလို့ရှိခဲ့ပူပါတယ်ပေါ့နော်ဒါကြိုတင်ဖြစ်ရမယ့်ကိစ္စလေးကျမမက်ခဲ့ဦးတာရှိပါတယ်ကျမတနေ့တော်ကြပါပြီဒီအိမ်မက်ကမှတ်တာပေါ့နော်အိမ်မက်တစ်ခုကျမမှတ်တယ်အဲ့ဒါကဘာလဲဆိုကျမကောင်းကောင်းနဲ့လူတယောက်ကိုကျမဝင်လူတယောက်ကိုပေါ့အချိန်နဲ့မထိနိုင်မယ်ဝင်တိုက်သွားတယ်ဆိုတော့အိမ်မက်ကိုကျမမှတ်တာတော်ကြပါပြီအဲ့လိုအိမ်မက်မှတ်ပြီးတဲ့အချိန်မှာကျမပေါ့နော်ဒီရက်ပိုင်းမှာကျမအဲ့အိမ်မက်ကိုကျမသွားဆွဲနေပါတယ်ပေါ့နော်ငါဒီ image မှတ်နေရတယ်စိတ်ထဲမှာလေးနေတာပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒီအိမ်မက်အတိုင်းကျမကအခုဒီပြီးခဲ့တဲ့မနေ့ကပေါ့နော်ကျမကားပေါ့နည်း accident လေးဖြစ်သွားပါတယ်ဖြစ်သွားတဲ့အချိန်မှာတကယ်ကိုကျမလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေဌာနကုသိုလ်တွေဘာဝနာတွေဒိဋ္ဌိတွေအားလုံးရဲ့ကုသိုလ်ကြောင့်ကျမပေါ့နော်လောက်ကြီးလေးတဲ့ဒီပေါ့နော်ကိစ္စကြီးကြောင့်ကျမတကယ်ပေါ့နော်နည်းနည်းလေးတင်းတင်းခွားလေးပဲဖြစ်သွားတယ်ပေါ့နော်ဒီငွေလေးကိုငွေကုန်သွားတဲ့ကိစ္စပဲအဲ့ဒါလေးပဲဖြစ်သွားပါတယ်ဒါကြောင့်မလို့ကျမပြောချင်တာကတော့ကျမတို့ဘာသာရေးလုပ်တဲ့အခါမှာအခုမှစလို့မရပါဘူးဟိုးအာစိန်ကံမြောက်အောင်ကျမတို့လုပ်ရမယ်ဒါကြောင့်မလို့အဲ့ဒီအချိန်မှာအဲ့လိုမျိုးအာစိန်ကံမြောက်လာပြီဆိုလို့ရှိရင်ကျမတို့တကယ်တွေ့လာတဲ့အခါမှာဒါလေးတွေကကျမတို့ကိုကယ်ဆယ်သွားမှာဖြစ်ပါတယ်ကျမတို့ဒီဖိတ်ရတယ်မကြည့်ပါနဲ့ကိုလုံးနေတဲ့အရာတွေကောင်းတဲ့အရာတွေဖြစ်ဖို့ပဲလိုပါတယ်ဒီကောင်းတဲ့အရာလေးတွေကကိုတကယ်ခက်ခဲဒုက္ခတွေကြုံတဲ့အခါမှာပြန်ပြီးတော့မိမိကိုပြန်ပြီးတော့အခုနေထောက်ပံ့ပေးမယ်ဆိုတာကိုကျမရဲ့တကယ်လက်တွေ့ဖြစ်လို့ပြပြနေတာဖြစ်ပါတယ်ကျမတကယ်ဖြစ်မယ်ဆိုလို့ရှိရင်အဲ့ accident ဒီတကယ်ကြီးမားမှာဖြစ်ပါတယ်လူသေသွားနိုင်တဲ့အထိပေါ့နော်လူကိုတိုက်မိနိုင်တဲ့အထိကျမဖြစ်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်ကျမအဲ့အိမ်မက်ထဲမှာကိုကကျမလူကိုဝင်ကျုံးလိုက်တယ်ဆိုတော့အိမ်မက်မက်တာပြည့်ကြမလို့ဒါလေးကကျမတို့ပေါ့နော်တကယ်ကိုပြဿနာကြီးခါမှာအော်ဒါငါလုပ်ခဲ့တဲ့ကုသိုလ်တွေငါဘာသာတရားလုပ်ခဲ့တဲ့ငါလုပ်ခဲ့တဲ့အရာတွေထောက်ဒါငါကြည့်ရတဲ့မှုကသေးသွားပါလေဆိုကျမတကယ်ကိုဝမ်းမြောက်တာဖြစ်မိပါတယ်ကျမဝမ်းနေခြင်းနဲ့မရှိပါဘူးပေါ့နော်ပထမတော့ကျမစိတ်ထဲမှာလက်တုံလုံးနေတယ်ဒါလောကရန်တစ်ခုပဲပေါ့နော်ဒါပေမဲ့ကျမအဲ့ဒါကိုပြန်ထိန်းပြီးတော့မှကိုလုပ်ခဲ့တဲ့အရာတွေကိုပြန်တွေးပြီးတော့မှကျမဒီထက်ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့သင်ခန်းစာတစ်ခုကျမယူလိုက်ပါတယ်အရာအားလုံးကိုလည်းတတိထားရမယ်ဆိုတာလေကျမအတိပေါ့နော်အတိတရားလေးရရှိသွားပါတယ်သင်ခန်းစာတစ်ခုရခဲ့တယ်လို့ပဲကျမသတ်မှတ်ပါတယ်ကျမတို့ဖြစ်ချိန်တန်လို့ရှိရင်ဘယ်မှာတားသိလို့မရပါဘူးဒါပေမဲ့ကြီးကြီးမားမဖြစ်သွားတဲ့အတွက်ကိုပဲကျမအရန်ကိုဝမ်းသာမိပါတယ်အဲ့တော့ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်လည်းကျမသင်ခန်းစာတစ်ခုအနေနဲ့ကျမဘွားတစ်ခုမှာကျမမှတ်တမ်းတင်တာမှာဖြစ်ပါတယ်နောက်ထပ်လည်းကျမဘွားမှာလက်တွေ့ပေါ့နော်အိမ်မက်ထဲကအကြောင်းအရာလေးတွေကအပြင်မှာတကယ်ပေါ့နော်တကယ်သွားရတာတွေ့ရတာတကယ်ကြုံတွေ့ရတာရှိပါတယ်ပေါ့နော်ဒါလေးတွေကတကယ်ထူးဆန်းတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ကျမဘာသာရေးဥစ္စာပြောထဲထဲဝင်ဝင်နဲ့အရန်ယူကိုလောက်ခဲ့တဲ့သူမဟုတ်ဘူးဒါပေမဲ့ပုံမှန်လေးလုပ်တယ်အာသနကံမြအောင်လုပ်တယ်ကျမဒါတကယ်ရွေးပေါ့နော်ဒီဘာသာရေးကိုစုနဲ့နဲ့ရုံမယ်ဆိုလို့ရှိရင်တော့ကျမနေရာတစ်ခုရမယ်ဆိုတာကိုကျမသိနေပါတယ်ဒါဆိုရင်တော့အခုကျမပြောခဲ့တဲ့ minute ပိုင်းတွင်မှာကျမပေးချင်တဲ့ message လေးကိုရသွားပြီလို့ကျမမျှော်လင့်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့ကျမဓမ္မမိတ်ဆွေတွေအကုန်လုံးနဲ့ကျမဓမ္မမိတ်ဆွေအသစ်တွေအကုန်လုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေနေ့တင်မှာကိုသစ်စိတ်တဲ့အတူအောင်မြင်မှုပေါင်းတရဖူစောင်းနေကြပါလိမ့်ရှင်
သင်ခန်းစာတစ်ခုရခဲ့တယ်လို့ပဲကျွန်မသတ်မှတ်ပါတယ်ကျမတို့ဖြစ်ချိန်တန်လို့ရှိရင်ဘယ်မှာတားဆီးလို့မရပါဘူးဒါပေမဲ့ကြီးကြီးမားမဖြစ်သွားတဲ့အတွက်ကိုပဲကျမအရန်ကိုဝမ်းသာမိပါတယ်အဲ့တော့ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်လည်းကျမသင်ခန်းစာတစ်ခုအနေနဲ့ကျမဘဝတစ်ခုမှာကျမမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်နောက်ထပ်လည်းကျမဘွားမှာလက်တွေ့ပေါ့နော်အိမ်မက်ထဲကအကြောင်းအရာလေးတွေကအပြင်မှာတကယ်ပေါ့နော်တကယ်သွားရတာတွေ့ရတာတကယ်ကြုံတွေ့ရတာရှိပါတယ်ပေါ့နော်ဒါလေးတွေကတကယ်ထူးဆန်းတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ကျမဘာသာရေးကိုစနပြောထထဲဝေဝင်နဲ့အရန်ယူကိုလောက်ခဲ့တဲ့သူမဟုတ်ဘူးဒါပေမဲ့ပုံမှန်လေးလုပ်တယ်အာဆင်နယ်ကန်မြအောင်လုပ်တယ်ကျမသာတကယ်ရွေးပေါ့နော်ဒီဘာသာရေးကိုစုနက်နဲ့ရုံမယ်ဆိုလို့ရှိရင်တော့ကျမနေရာတစ်ခုရမယ်ဆိုတာကိုကျမသိနေပါတယ်ဒါဆိုရင်တော့အခုကျမပြောခဲ့တဲ့ minute ပိုင်းအတွင်းမှာကျမပေးတဲ့ message လေးကိုရသွားပြီလို့ကျမမျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့ကျမရဲ့ဓမ္မမိတ်ဆွေတွေအကုန်လုံးနဲ့ကျမရဲ့ဓမ္မမိတ်ဆွေအသစ်တွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိရနေ့လေးဖြစ်ပါစေနှစ်သစ်မှာကိုယ်သစ်စိတ်သစ်နဲ့အတူအောင်မြင်မှုပေါင်းတရဖူစောင်းနိုင်ကြပါစေရှင်